တနိုင်ပြီးတော့ဆိုအခုဆိုရင်40ခွန်ဖြစ်သွားပြီပြမယ်46ဖြစ်သွားပြီပေါ့နော်အဲ့ဒါစာလုံးညာပေါ့နော်ဒီစာပိုက်ကြီးမှာလေးရရမ်းကောင်းတဲ့ဘောပင်ချောင်းပေါ့နော်ဒါနဲ့ရေးလို့ရဆိုဒါနဲ့ရေးပဲဆိုရင်မဒါမှဘာမှမထွက်သေးဘူးဒီနားလေးပဲရပြောပါဒီနားလေးနဲ့ပြတ်သွားဒီဘောပင်ကကျတော့ဒီနားလေးမှာပြတ်သွားတယ်လောက်အဲ့နဲ့စုပ်ပြက်ကလေးပိုင်း9နှစ်လိုက်9နှစ်လိုက်6နှစ်လာမသိဘူးဝယ်လိုက်ဘောပင်ဆိုတော့အဲ့စာပဲကတလောက်ရောက်ပါဘူးနော်3 2ထမောက်လေးကြီးရစိတ်မရှိလို့လုပ်ခဲ့သွားတာကင်မရာရဲ့ကင်မရာကြီးကြည့်ရင်ဘလို့လင်းလဲဟဲဆိုဒီစားရတဲ့ဘိုက်ပြီးပြန်လာတွေ့မယ်နော်ခဏစားပါပြီးသွားရောပထမလှမ်းဟောစမ်းမရေးတာဘယ်နှမိနစ်ဖြစ်သွားလဲဆို40မိနစ်ကြာ40မိနစ်ဖြစ်သွားပြီ40မိနစ်ဖြစ်သွားပြီအခုနိုင်ယူကြည့်ပါမယ်နိုင်ရမိနစ်20တော့ရှိသေးတယ်ရဆိုင်ပြီဆိုတော့ဒီနေ့ဗီဒီယိုတော့ပါဖြစ်ပေါ့နော်ဆောက်ပြကြရတော့analysis ခိုင်လုပ်ပြီးကြပါနော်ဒါလေးဒီနေ့ရမယ့်စာလေးရဒါဆိုဘောဖိုးလေးဒီလိုမဲ့ဒါရမယ်ပြီးတော့ဒါလေးရမယ်ပြီးဒါလေးရမယ်ဒါကိုယ့်ဘက်ကို free တိတ်လုပ်တဲ့ဟာရှိသေးတယ်ပေါ့နော်ဒီစာအုပ်ထဲမှာပြမယ်ဒီမှာပါဒါလေးပါဒီမှာရှမ်းပဲပေါ့နော်နှစ်နာရီလောက်ချိန်ရမယ်ဒီနေ့တော့like subscribe လို့ share လေးလုပ်တာပြီးတော့ဒီလိုမျိုးစာလုပ်ရတယ်ဆိုတာဒီကိုပြောပြတော့ဒါကစာလုပ်တာပြီးစာလေးရလွယ်လို့အဲ့လိုမျိုးတိုင်ပါနဲ့စကားဖုန်းနဲ့လုပ်တာပေါ့နော်တကယ်ဆိုရင်တကယ် exam စီရဆိုရင်လုပ်ပါ exam က1လပိုင်းမှာပေါ့နော်